ဒီအကောင်လေးကလေမျက်လုံးပြူတော့တော်တော်နာဒုက္ခပေးနိုင်နေတဲ့မှာပါတယ်နော်ကိုယ်အိမ်သားမှာဒါသူတို့အုပ်စုလိုက်ကြီးရှိလို့ကတော့မနက်မိုးလေးနဲ့ထိတရေးမှရလိုက်မှာမဟုတ်ဘူးဒါပေမဲ့အခုတော့သူတို့လည်းဟင်းဦးရဲရောက်သွားပါပြီဒါကတော့ပစင်းရင်ခွဲလေးတွေပါနှစ်ဘူးမှာထားတာတငယ်ချင်းအတွက်တဘူးကိုအတွက်တဘူးပေါ့ကွယ်ဒီနေ့နေ့လေရောက်လာလို့အဲ့ဒါလေးတွေစမ်းစားကြည့်ဖို့လုပ်ပါတယ်အရသာကတော့ပရင်နဲ့ခက်စင်စင်ပါပဲကျွတ်နေအောင်ကြော်ထားတော့ဝါရတာတော့တော်တော်ဝါလို့ကောင်းတယ်ဟိုငရုတ်သီးအဆက်ထဲကြော်ထားပေမဲ့အရန်ဆက်တဲ့တဲမသွားဘူးကွာဖြစ်နိုင်ရင်ပြင်းတော်သိန်းရွက်လေးထည့်ပြီးတော့ကြော်စေချင်တာအဲ့ဒါဆိုရင်ပို့ပြီးတော့မှုေးမလားမသိဘူးကျက်သွန်ဖြူတို့ဘာလို့လဲထည့်ကြော်ထားတယ်ဒါပေမဲ့ကျက်သွန်ဖြူနဲ့နဲနေတော့အနံ့ကမှုေးတင်တဲ့လောက်တိတ်မမှုေးဘူးလို့တော့ခံစားရတယ်ဘာနဲ့ဆာဆာထမင်းနဲ့တွဲစားဆိုတဲ့လူကြီးရဲ့စကားကိုလည်းမဖယ်ရှားတဲ့ကျမကအဲ့ဒါကိုထမင်းနဲ့တွဲစားဖို့အတွက်လုပ်ပါတယ်ဒီတိုင်းစားရတာလည်းစားလို့ကောင်းတယ်ကွာထမင်းနဲ့တွဲစားတဲ့အချိန်မှာလည်းအရန်ကောင်းတယ်သူ့ရဲ့အရာသာကလေပည့်စားနေကြလို့ဆိုရင်တော့ဒီအရာသာကိုလက်ခံနိုင်လိမ့်မယ်စားနေရင်လည်းပကံဖြူသွားလိုက်အယောင်ပြောင်းသွားလိုက်ဖြစ်နေတာဗီဒီယိုရိုက်တဲ့ချိန်နေအရန်ထိုးနေလို့ပါတခြားကိုဒေတာမှာစားကောင်းတဲ့ထူးဆန်းဆန်းစားစီချင်တာလေးရှိရင်လည်းပြောခဲ့ကြပါအောင်နော်မစားဘူးတာလေးတွေလိုက်စားရတာအရန်ဝါသနာပါလို့ပါအဆုံးထိကြည့်ပေးလို့ကျေးဇူးပါရှင်